အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့ကျွန်တော် knowledge share လေးတစ်ခုလုပ်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျဘာလုပ်ပေးမှလဲဆိုတော့ Wi-Fi ဆက်ကို password ဘယ်လိုအလွယ်တကူချိန်လို့ရလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျလူကြီးမင်းတို့အနေနဲ့ password ချိန်တော့မယ်ဆိုလို့ရှိရင်တော့အရင်ဆုံး password ချိန်ခြင်းနဲ့ Wi-Fi ဆက်နဲ့ဖုန်းနဲ့အရင်ဆုံးချိတ်ဆက်ထားမှုလိုပါတယ်ခင်ဗျအခုတတိထားမှာကြတော့ password ချိန်မယ်ဆိုလို့ရှိရင် VPN လုံးဝခံထားစရာမလိုပါဘူးခင်ဗျ VPN ခံထားမယ်ဆိုလို့ရှိရင်လည်းပြန်ဖြုတ်ပြီးမှချိန်ပြီးပါเนาะ Wi-Fi ဆက်နဲ့ချိန်ပြီးပြီဆိုလို့ရှိရင်တော့ဖုန်းရဲ့ Google ထဲမှာဆက်ရဲ့ IP နံပါတ်ထည့်ပေးရပါမယ်ခင်ဗျ search bar မှာ IP နံပါတ်လေးကိုရိုက်ချပြသွားလို့ရှိရင်တော့သူ့ရဲ့ website တွေကိုတန်းရောက်သွားလိမ့်မယ် website တွေကိုရောက်သွားပြီဆိုလို့ရှိရင်တော့ username နေရာမှာ admin ဆိုပြီးတော့စလုံးအသေးလေးနဲ့ထည့်ပေးရမယ် password နေရာမှာလည်း admin ဆိုပြီးတော့စလုံးသေးနဲ့ထည့်ပေးရမယ်ခင်ဗျဒီလိုလေးရိုက်ပြသွားလို့ရှိရင်တော့စာရင်လေးဝင်ပြလိုက်ပါခင်ဗျဆိုင်ဝင်ပါလို့ရှိရင်တော့ Wi-Fi setting လေးကိုတစ်ချက်လောက်ရှာပေးပါနော် Wi-Fi setting ရဲ့ဝင်ပါလို့ရှိရင်တော့ wireless security setting လေးကိုတစ်ချက်ဝင်ပေးရမယ်နောက်ပါလို့ရှိရင်တော့ကိုချင်းချင်းတဲ့နာမည်လေးနဲ့ password လေးကိုချိန်ပေးပြီးဆိုတာနဲ့ save ဆိုတဲ့အရာလေးကိုတစ်ချက်လောက်နှိပ်ပေးပါနော်ဒါဆိုလို့ရှိရင်တော့ Wi-Fi လေးပြုတ်သွားလိုက်မယ် Wi-Fi ပြုတ်သွားဆိုတာနဲ့အောင်မြင်စွာချိန်ပြီးသွားပါပြီနော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျမင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ပါစေနော်